ကမ္ဘာအတော်ဆုံးတောင်တက်သမားလို့တင်စားရတဲ့တောင်စိတ်တွေရဲ့ကမ်းပါးရံကစွန်စားခံတစ်ချက်ချော်တာနဲ့အသက်ပြောက်သွားနိုင်တဲ့ပေ150ကျော်မြင့်တဲ့တောင်ကမ်းပါးရံကြီးပေါ်မှာဒီတောင်စိတ်တွေဟာဘာလုပ်နေတာလဲကြည့်လိုက်ပါခြေချစရာနေရာမရှိတဲ့ကြောက်ဆောင်တွေကြားမှာသူ့အမေနောက်ကိုမလိုက်ချင်ပဲလိုက်နေရတာပါဘာလို့လဲဆိုတော့သူတို့အတွက်တောင်အောင်ဆင်းဖို့ကဒီတလန်းပဲရှိတာမို့လို့ပါလူတွေဆိုရင်အကောင်းစားတောင်တက်ဖိနက်တွေစီးထားရင်တော့အသေးတုံရမယ်ဒီနေရာကသူတို့အတွက်ကတော့ကစားကွင်းတစ်ခုလိုပါပဲဒါပေမဲ့ဒီတောင်စိတ်တွေအတွက်တော့မလွယ်ပါဘူးသူ့ရဲ့ခြေလမ်းတိုင်းဟာဓာတ်သွားပေါ်လမ်းလျှောက်နေရတယ်လို့ပဲဖြစ်ပါတယ်တစ်ချက်လေးမှားနှင်းလိုက်တာနဲ့တေမင်းစီကိုတန်းတန်းမတ်မတ်ရောက်သွားနိုင်ပါတယ်ပေ150အမြင့်ကိုရောက်တဲ့အခါမှာတော့သူမျောလင့်ထားတဲ့ပန်းတိုင်ကိုမြင်လိုက်ရပါပြီသူတို့မှာဘယ်ဖက်နှက်ထက်မဆိုပုံမြဲတဲ့တဘာဝကပေးထားတဲ့ခွာတွေရှိတယ်ဒါကြောင့်လဲသူတို့ဟာကဘာပေါ်မှာအတော်ဆုံးတောင်တက်သမားတွေဖြစ်နေတာပေါ့ကျွမ်းကျင်သူဖြစ်နေရင်တော့အမားတစ်ခုဟာသူတို့ရဲ့နောက်ဆုံးခရီးဖြစ်သွားနိုင်ပါတယ်တောင်စိမ့်မိခင်နောက်ကိုလိုက်ရင်းနောက်ဆုံးတော့ခြံဝမ်းထဲကိုရောက်လာခဲ့ပါပြီဒါပေမဲ့မြေပြန့်ရောက်သွားတာနဲ့သူတို့အတွက်ပိုအန္တရာယ်များလာတာသိကြလားရေစာနေတဲ့တားငယ်လေးတွေဟာရေတောက်နေရပေမဲ့တားရဲတွေရန်ကနေလွတ်ဖို့အတွက်မကြခင်မှာပဲသူတို့ရဲ့အန္တရာယ်များလာတဲ့တောင်ကမ်းပါးတွေစီကိုပြန်တက်ကြရအောင်ပါပါခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဗဟုသုတတရိษံအကြောင်းအရာတွေကိုနေ့စုတင်ဆက်ပေးနေတဲ့ပေလေးကိုဖော်လို့နှိပ်သွားဖို့မမေ့ပါနဲ့နော်ကျေးဇူးအများကြီးတင်ပါတယ်